ဒီပုံထဲကလိုမျိုးလေကလေးလေးဖိန်ကြီးထောင်ပြီးတော့ဗောနော်ဒီလိုအောက်ကိုကြည့်နေတဲ့ပုံကိုတွေးဖူးတဲ့မေမေလေးရှိမှထင်တယ်နော်ကိုအိမ်ကကလေးလေးဒီလိုလုပ်တယ်ဆိုရင်လေဘေးပတ်ဝန်းကျင်ကလူတွေတွေ့ရင်လေကလေးကအောက်မျောနေတယ်နောက်ထပ်ကလေးတယောက်လိုချင်နေလားမသိဘူးဆိုပြီးတော့ပြောကြရလေဒါကစေပညာရချင်းတော့ဒီလိုကလေးဒီလိုလုပ်တာနဲ့နောက်ထပ်မောင်လေးမလေးလိုချင်တာနဲ့တော့ဘာမှမဆိုင်ဘူးပေါ့နော်စေပညာရပြောရမယ်ဆိုတော့ तू ကဘာလို့ဒီလိုလုပ်လဲဆိုတော့ဒီသူတို့မတ်တက်ရက်ဖို့ပေါ့နော်မတ်တက်ရက်ဖို့မတ်တက်အလို့ရက်ဖို့စူးစမ်းနေတာပေါ့နော်ဒီလိုပထမဆုံး၄ပတ်ထားမယ်၄ပတ်ထားပြီးသူတို့ဖင်ထောင်ပြီးတော့လက်ကိုလှုပ်ပြီးတော့မတ်တက်ရမယ်ပေါ့နော်မတ်တက်ရက်ဖို့စူးစမ်းနေတာပြီးတော့သူတို့ကြွက်သားလေးတွေတတ်မှာဖို့ပေါ့နော်ပြီးတော့ balance ရအောင်လုပ်ဖို့စူးစမ်းနေတာပြီးတော့မတ်တက်ရပြီးလမ်းလျှောက်တက်တဲ့ကလေးဆိုရင်ဒီလိုလုပ်ကြရဲဘာဖြစ်လဲဆိုတော့လေဒီလိုပတ်ဝန်းကျင်ဒီလိုကြည်တာနဲ့ဒီလိုဖင်းထောင်ပြီးတော့ဗောနော်အောက်ကနေကြည်တာကြောင့်ဖြောင်းမြိုင်ဖြစ်နေဗောနော်အဲ့လိုသူတို့အတွက်အသစ်ဆန်းဗောအဲ့ဒါလေးကိုသဘောကျလို့လောက်တာလည်းဖြစ်ပါတယ်ဒါဆိုရင်ဒီလိုလောက်တာကနောက်ထပ်ကလေးလိုချင်တာနဲ့တော့စေပညာအရဆိုရင်တော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့လေရှေ့လူကြီးတွေကအဲ့လိုပေါ့နော်ဘာကြောင့်ပြောလဲပေါ့နော်အဲ့ဒါကျမတွေးကြည့်တာမိတာလေးကိုပြောပြချင်လို့ပေါ့နော်ဒီလိုမတက်ရတဲ့အရွယ်ကကြတော့တစ်နှစ်ဝန်းကျင်လားပေါ့နော်တစ်နှစ်ဝန်းကျင်လားဆိုရင်သူတို့မတက်ရဖို့စူးစမ်းကြတယ်ဒီနှစ်ဝင်ချင်လားဆိုရင်ကလေးနောက်ကလေးယူမယ်ဆိုရင်လည်းနောက်ကလေးမွေးပဲဆိုရင်2နှစ်လောက်ဖြစ်သွားပြီလေအဲဆိုတော့မဆိုးပေါ့နော်တိတ်မကွာတော့ပေါ့အရင်ကကြတော့OG နဲ့ထပ်မပြဖြစ်ဘူးဆိုရင်ဒီရွယ်လောက်ဆိုရင်ကလေးယူဖို့အတော်လောက်ပဲဆိုပြီးတော့သူတို့တတ်မှတ်လိုက်ပြီးတော့ဒီရွယ်လောက်ကြာရဲ့နောက်မျောတယ်အောက်မျောတယ်ဆိုရင်ဒါကကလေးနောက်တစ်ယောက်ယူလို့ရပြီဆိုပြီးတော့ပြောပြီးတော့အဲ့လိုမျိုးပြောကြရလို့ထင်တယ်ပေါ့နော်မေမေတို့ပတ်ဝန်းကျင်မှာလည်းဒီလိုမျိုးကလေးလေးဒီလိုလုပ်မယ်ဆိုရင်ကိုကလည်းဘာကြောင့်မလို့စိတ်ပူသွားမျိုးမရှိဘဲနဲ့ပေါ့နော်တကယ်တော့နောက်ကလေးယူရမှာလားပေါ့နော်အဲ့လိုမျိုးမတွေးဘဲနဲ့ဒါသူတို့စေပညာရဆိုရင်တော့ normal ပါပဲသူတို့ရဲ့ဖွံ့ဖြိုးမှုတာဒီလိုလုပ်တာပဲဖြစ်ပါတယ်နောက်ကလေးယူတာမျိုးတာနဲ့တော့ဒါနဲ့တော့မဆိုင်ပါဘူးเนาะ